လူတိုင်းဟာဆုံးမလို့ရတာမဟုတ်ဘူးဆုံးမလို့မရတဲ့ပုဂ္ဂိုလ်မျိုးတွေကလည်းရှိသေးတယ်ဥပမာအသိဉာဏ်မရှိတဲ့ပုဂ္ဂိုလ်ဟာဆုံးမလို့မရဘူးလေအသိဉာဏ်ရှိတော့လေကိုထင်ကြီးတဲ့မာနရှိတဲ့ပုဂ္ဂိုလ်ကလည်းဆုံးမလို့မရတဲ့ပုဂ္ဂိုလ်ပဲစိတ်နေစိတ်ထားမကောင်းတဲ့ပုဂ္ဂိုလ်တွေကလည်းပဲဆုံးမလို့ရတဲ့ပုဂ္ဂိုလ်မဟုတ်ဘူးအဲ့တော့လူတိုင်းဟာဆုံးမလို့ရတယ်လို့တော့ဒီလိုမတွက်နဲ့ဘူးကိုသာသမီတောင်ကိုဆုံးမလို့ရတဲ့သာသမီရှိတယ်ဆုံးမလို့မရတဲ့သာသမီရှိတယ်အဲ့တော့ဒီနေရာမှာဆိုလိုတာကဆုံးမလို့ရမဲ့ပုဂ္ဂိုလ်တွေကိုဆုံးမတဲ့အခါမှာဆုံးမတဲ့အခါမှာအတော်ဆုံးအထူးချွန်ဆုံးဖြစ်တယ်လို့မြတ်စွာဘုရားကိုဂုဏ်ပြုထားတဲ့စကားတစ်ခုပဲဒါအဲ့လိုဆုံးမတတ်လို့ပဲတထဒေဝမနုဿနာဒေဝမနုဿနတ်တွေရောလူတွေပါလူတွေရဲ့ဆရာပြတာမဟုတ်မကနတ်တွေရဲ့ဆရာလည်းဖြစ်တယ်ဒါကတော့လောကမှာအမြင့်ဆုံးအသိဉာဏ်ရှိတဲ့တရားတွေကိုပြောရင်ဒေဝမနုဿလို့ပြောရတာတိရစ္ဆာန်တို့ဘာလို့ကြတော့အသိဉာဏ်ရှိတာမဟုတ်ဘူးဒါကြောင့်တိရစ္ဆာန်တွေရောမဆုံးမဘူးလားလို့ဆိုဆုံးမတယ်တိရစ္ဆာန်တွေရဲ့ဆရာရောမဖြစ်ဘူးလားဆိုဖြစ်ပါတယ်အကောင်းဆုံးဟာကိုရည်ညွှန်းပြီးတော့ပြောတာမဟုတ်တထဒေဝမနုဿနာဆိုတော့နာလဂိရိရှင်ကြီးဆုံးပါတယ်အာလဝကပိတုဆုံးပါတယ်နာလဂိရိရှင်ကြီးဆိုတာတိရစ္ဆာန်ပဲနေနန္ဒောပနန္ဒနဂါကိုဆုံးပါတယ်တိရစ္ဆာန်တွေကိုဆုံးပါတယ်သို့တော့တရားဓုတရားမြတ်ရသည်ထီအောင်ပြည့်ပြည့်ဝဝဆုံးမလို့ရတာကတော့လူနဲ့နတ်ပဲရှိတယ်ပေါ့အစွမ်းကုန်ဆုံးမတဲ့အထွတ်ထိပ်ရောက်တာတော့လူနဲ့နတ်နဲ့ဒါကြောင့်မို့လူတွေနတ်တွေရဲ့ဆရာလို့အဲ့တော့ဆုံးမတယ်ဆိုတာဘာအတွက်လဲလို့မေးလက်ရှိဘဝကောင်းကျိုးရဖို့အတွက်လဲဆုံးမတယ်အဲ့ဒါကိုဒိဋ္ဌဓမ္မိကထာလို့ခေါ်တယ်ဒိဋ္ဌဓမ္မကိုယ်တိုင်တွေ့ကြုံနေရတဲ့ဘဝဒိဋ္ဌဓမ္မတွေ့မြင်တဲ့ဘဝသဘာဝတံပရာယိကထာဆိုတာတွေ့ကြုံနေရတာမဟုတ်ဘူးနောင်တွေ့ရမယ်ဘဝနောင်ဘဝလို့ခေါ်တယ်အဲ့ဒါတံပရာယိကထာနောင်ဘဝအကျိုးအတွက်ဆုံးမှာနောင်ဘဝဆိုတာထူးဆန်းမဟုတ်ဘူးလေဒီဘဝမှာတောင်မှပဲခဏအတွက်လှုပ်လို့ရတယ်လို့နက်ဖန်အတွက်လည်းလှုပ်လို့ရတာဒီနှစ်အတွက်ရှိတယ်လို့ပဲနောက်နှစ်အတွက်ဆိုတာလည်းလှုပ်ရတာပဲလေဆိုလိုတာဘဝတစ်ခုယခုဘဝရှိတယ်လို့နောက်ဘဝဆိုတာလည်းရှိလာဒါကြောင့်မို့နောက်ဘဝအကျိုးအတွက်သို့မဟုတ်နက်ဖန်အတွက်သို့မဟုတ်နောက်နှစ်အတွက်သို့မဟုတ်နောက်လအတွက်ဘဝနဲ့ပြောရင်နောက်ဘဝအတွက်အဲ့ဒါတံပရာယိကထာလူတွေရောမလုပ်ဘူးလားဆိုတော့လုပ်တတ်ပေါ့ကိုယ့်ကိုစဉ်းစားကြည့်ပေါ့ long term plan တွေချပြီးတော့ရှေ့စီးပွားရေးအတွက်ယင်းနှိမ့်မြုပ်နိုင်ကြတယ်လေဒါအခုစားဖို့မှမဟုတ်တာနောက်အတွက်လုပ်ကြတာပဲလေလောလောဆယ်အကျိုးအတွက်မှမဟုတ်တာနောင်ရလာမဲ့အကျိုးအတွက်ရှင်းနှီးမြုပ်နှံမှု investment တွေလုပ်တယ်ဆိုတာ investment လုပ်တယ်လို့ပဲလက်ရှိဘဝအနေထားတင်မကဘူးနောက်ဘဝအတွက်လည်းလုပ်အောင်မှာဖြစ်တယ်မလုပ်ရင်ပညာမရှိရရောက်လိမ့်မယ်
ကျွတ်တင်ပြီးတော့ပြင်ဆင်မှုဆိုတာလောက်ရတယ်ကလေးတွေဘာလို့စာသင်ပေးနေကြလဲကလေးတွေစာသင်ပေးတာဒါယဉ်နှိမ့်မြုပ်နှံပေးတာပဲနောက်အတွက်လောက်တာခဏအတွက်မဟုတ်ဘူးကလေးတွေကြောင်းထားတယ်ပညာသင်ပေးကြတယ်ဘာအတွက်လဲအရွယ်ရောက်လာတဲ့အခါမှာသုံးဝင်မှုအတွက်ပညာတတ်ဖို့အတွက်ဒါလည်းနောက်အတွက်လုပ်တဲ့ဟာပဲခုလောလောဆယ်အတွက်လုပ်တာမဟုတ်ဘူးအဲ့တော့အကျိုးဆိုတာအခုလက်ရှိဒီကနေ့လုပ်ဒီကနေ့ရတဲ့အကျိုးရှိသလိုဒီကနေ့လုပ်ပြီးနောက်နှစ်မှနောက်လမှနောက်ဘဝမှဆိုတာတွေရှိနိုင်တဲ့ဒေတာလုံလဲလုံအောင်မှာဖြစ်တယ်ပေါ့အဲ့ဒါကိုတမ္ပရာယိကထလို့ခေါ်တယ်ဖြစ်လာမဲ့အခြေအနေဥပမာမဲ့အခု2023 2023ကဒီနေ့9ရက်ဖြစ်သွားပြီဟောနောက်ကြလို့ရှိရင်အရေးအတွက်တွေစိလာတဲ့အခါမှာ2024ဆိုတာဖြစ်လာအောင်ပါလေအဲ့တော့ခု2023အတွက်လုပ်တဲ့အလုပ်ရှိသလို2024အတွက်လည်းပဲကြိုတင်လုပ်ရတဲ့အလုပ်တွေရှိတာဘဝဆိုတာဒီတိုင်းပဲအခုလက်ရှိဘဝမှာသုံးကြတဲ့ဟာရှိတယ်နောက်နှစ်နောက်လနောက်ဘဝမှာသုံးကြတာရှိတယ်လောမှာကြီးပဲအကုန်လုံးပဲအဲ့ဒါကိုတမ္ပရာယိကထလို့ခေါ်တယ်အခုလက်ရှိအကျိုးရရှိနိုင်တဲ့အကျိုးအတွက်လည်းမြတ်စွာဘုရားကလမ်းညွှန်ပြတယ်နောက်ဘဝနောက်အခါအတွက်လည်းပဲကောင်းစားဖို့အတွက်ချွတ်တင်လမ်းညွှန်ပြတယ်အဲ့ဒီနှစ်ခုဟာအခုလက်ရှိဘဝမှာအကျိုးရှိဖို့ဆိုတာတဲ့နောက်ဘဝမှာအကျေးရှိဖို့ဆိုတာကပို့ပြီးတော့အရေးကြီးတယ်အဲ့ဒါကိုသိဖို့ကပို့အရေးကြီးတယ်ပေါ့ခဏဘဝခဏအတွက်ကတော့သိကြတယ်ထောင်းနောက်ဘဝနောက်အခါဆိုတာကျတော့မသိနိုင်တာကိုချွတ်တင်ပြီးတော့လှုပ်ဆောင်ထားရတယ်ဆိုတာသိချာမှအကျိုးဖြစ်ထွန်းမှာကိုအဲ့ဒါကြောင့်နောက်ဘဝအကျိုးဖြစ်ထွန်းမှုဆိုတဲ့လမ်းညွှန်မှုကပို့ပြီးတော့ရေးပါတယ်ပေါ့ပို့လို့တော့ခက်ခဲတယ်လို့လည်းပြောနိုင်တယ်ပေါ့မဖြစ်သေးတာအတွက်ကြိုတင်လုပ်နေရတယ်သို့တော့လူတွေမလုပ်ကြဘူးလားလုပ်တယ်ကလေးလေးတွေကြောင်းနေတာနောက်အတွက်လုပ်နေကြတာပဲအကျိုးမရှိဘူးလားရှိတာပေါ့လက်တွေ့အကျိုးတွေရနေကြတယ်အဲ့တော့လက်ရှိအခြေအနေရအကျိုးဖြစ်ထွန်းမှုလုပ်တာကတစ်ခုနောက်မှအကျိုးဖြစ်ထွန်းမဲ့ဟာအတွက်လုပ်တာကတစ်ခုနောက်ဆုံးမှာအခုဘဝနောက်ဘဝဆိုတာတဲ့ဆင်းရဲဒုက္ခကအဆုံးသုံးအကောင်းဆုံးရလက်ထွက်ဖို့လုပ်တာကြတော့ဘုရားဘာသာဝင်ရဲ့လမ်းဆုံးပန်းတိုင်ဆင်းရဲဒုက္ခတွေကလုံးဝလွတ်ဖို့ဆိုတာပြင်ဆင်လှုပ်ဆောင်မှုကိုပရမတ္ထလို့ခေါ်တယ်ပရမတ္ထဆိုတာပရမတ်ဆိုတာပရမအတ္ထ absolute ဆိုတာအကောင်းဆုံးထိပ်တန်းကြဆုံး absolute benefit သို့မဟုတ် absolute advantage အကောင်းဆုံးအကျိုးစီးပွားလုံးဝလွယ်မှားမှုမရှိပဲရအလုံးကိုတန်မှုရှိတဲ့ရလတ်လို့ဆိုလို့တယ်ဆင်းရဲဒုက္ခအဆုံးသတ်တယ်ဆိုတဲ့နိဗ္ဗာန်ဆိုတဲ့ပန်းနိုင်အတွက်လှုပ်တာအဲ့ဒါပရမတ္ထလို့အဲ့တော့မြတ်စွာဘုရားကတရားတွေကိုသွန်သင်ဆုံးမတာဟာအဲ့ဒီအကျိုးအလုံးအတွက်သွန်သင်ဆုံးမတယ်ဒါကြောင့်မို့ဆုံးမတဲ့ပု
ပုဂ္ဂိုလ်တွေကိုဆုံးမလမ်းညွှန်တဲ့နေရာမှာအတော်ဆုံးလို့မြတ်စွာဘုရားလမ်းညွှန်တဲ့အတိုင်းလိုက်နာမယ်ဆိုလို့ရှိရင်လုပ်ရင်လုပ်တဲ့အတိုင်းဖြစ်တယ်အဲ့တော့အမှန်တရားဆိုတာဘယ်ဟာကိုခေါ်ရလဲအမှန်တရားဆိုတာတမန်အပြင်ပြောပဲဆိုရင်အလွဲအမှားမရှိတာအမှန်တရားလို့ပြောနိုင်တယ်တစိတ်တိတာအပြင်မှန်တယ်တကယ်အမှန်တရားဆိုတာဘယ်ဟာကိုခေါ်တယ်လဲဆိုရင်လုပ်ရင်လုပ်တဲ့အတိုင်းအကျိုးဖြစ်ထွန်းတယ်ပြောထားတဲ့အတိုင်းအကျိုးဖြစ်ထွန်းတယ်နေယနိကလို့ခေါ်တယ်နေယနိကဆိုတာထုတ်ဆောင်တယ်အလုပ်ဖြစ်တယ်အလုပ်မဖြစ်ဘူးလောကလူတွေမှာပလန်နေချပြီးတော့လုပ်ကြတယ်အဲ့ဒီပလန်ချထားတဲ့အတိုင်းဘယ်နှခုနှစ်မှဘာအောင်မြင်ရမယ်ဘယ်နှခုနှစ်ကဘာရမယ်နဲ့ပလန်နေချထားတယ်ချထားတဲ့အတိုင်းဖြစ်တာရှိတယ်မဖြစ်တာရှိတယ်ဖြစ်တာရှိတယ်မရှိတယ်မြတ်စွာဘုရားရဲ့ဆုံးမတဲ့အမှန်တရားကြတော့အဲ့လိုမဟုတ်ဘူးမဂ္ဂင်၈ပါးကျင့်တရားကိုကျင့်မယ်ဆိုလို့ရှိရင်လမ်းဆုံးပန်းနိုင်ဖြစ်တဲ့နိဗ္ဗာန်ကိုကိုယ်တိုင်သိနိုင်တယ်ဆိုတကယ်လို့ရင်တကယ်သိတာအဲ့ဒါအမှန်တရားပဲအဲ့ဒါကိုနေယနိကလို့ခေါ်တယ်နိယနိကထုတ်ဆောင်တာအလုပ်ဖြစ်တာတချို့ကကြတော့အပြောပဲရှိတယ်လေအလုပ်မပါဘူးအလုပ်မဖြစ်တာတွေလည်းအများကြီးပဲရှိတယ်လောကဒါပေကိစ္စမှမဆိုမြတ်စွာဘုရားဆုံးမကနိဗ္ဗာန်ရောက်ကြောင်းကြီးပဲမဟုတ်ဘူးဘဝမှာကြည်ပွားတိုးတက်ဖို့အတွက်တည်းပဲဘဝမှာအစဉ်ပြေဖို့ချမ်းသာဒုက္ခရဖို့အတွက်မြတ်စွာဘုရားဆုံးမတာဘယ်လဲပဲအတွက်ပဲဖြစ်ဖြစ်နော်လူတွေရဲ့လဲပဲကိုအကြမ်းမြင်အဖြစ်သတ်မှတ်လိုက်ရင်နှစ်ခုရှိတယ်တန်တရားတဲမှာကောင်းစားဖို့လဲပဲတစ်ခုတန်တရားကထွက်မြောက်တဲ့လဲပဲတစ်ခုလို့လဲပဲနှစ်ခုထားတန်တရားတဲမှာမိသားစုဘဝနဲ့ကောင်းရသူတိဘဝကနေပြီးကောင်းရသူတိဘဝရောက်ချမ်းသာဒုက္ခတစ်ခုကနေချမ်းသာဒုက္ခတစ်ခုရောက်လူဘဝရောက်လိုက်နတ်ဘဝရောက်လိုက်နဲ့တန်တရားထဲမှာပျော်ရွှင်ချမ်းမြေ့စွာနေထိုင်ရတယ်ဆိုတာလဲပဲတစ်ခုပဲနောက်လဲပဲတစ်ခုကတော့ဘလောက်ပဲကောင်းတဲ့ဘဝပဲဖြစ်ဖြစ်သေဆုံးခြင်းနဲ့အဆုံးသတ်ရတယ်လို့ဆိုအဆုံးသတ်ကတော့ဘယ်တော့မှမကောင်းဘူးတထေးဖြစ်လို့ပတ်စံချမ်းသာပါရဲ့အိုခြင်းသိခြင်းမလွတ်ဘူးနတ်ဖြစ်လို့တကူကြီးပါရဲ့သိခြင်းမလွတ်ဘူးပြမဖြစ်ပြီးတော့အသက်ရှိပါရဲ့သိဆုံးခြင်းမလွတ်ဘူးအဲ့တော့လောကကြီးထဲမှာသိဆုံးခြင်းမှာကင်းလွတ်တဲ့ဘုံဘဝဆိုတာရှိကုန်မရှိတာဘဝဟာတဘဝကနေတဘဝရွှေ့ပြောင်းနေရမှာဖြစ်တယ်ကိုရွှေ့ပြောင်းခြင်းလို့ရွှေ့ပြောင်းတာကတစ်ခုကိုနေရာလေးကိုခြေချနေရွှေ့မရွှေ့ပြောင်းခြင်းညာတာရှိတယ်လေဒီပြန်အသာထားဝန်တန်းလုပ်တဲ့ပုဂ္ဂိုလ်တွေကဟိုရွှေ့ရတိရွှေ့ရဆိုတော့စိတ်ကြည်ကြတယ်နော်တနေရာထဲမှာနေလို့မရဘူးနှစ်လောက်ဆိုရွှေ့ပြန်ပြီသုံးနှစ်လောက်ဆိုရွှေ့သွားပြန်ပြီတချို့ကြတော့လဲကြိုက်သူလည်းရှိတယ်တကယ်ကတော့ရွှေ့ပြောင်းရတဲ့ဒုက္ခဟာဓမ္မကြီးမားတယ်ဒါကြောင့်မို့တချို့ကအလုတ်ကထွက်ပြီးတော့ရွှေ့ပြောင်းခြင်းမလုပ်ရအောင်တည်ငြိမ်အောင်ဆိုပြီးနေကြတဲ့ပုဂ္ဂိုလ်တွေလည်းရှိတာအဲ့တော့တန်တရားမှလည်းပဲဒီတိုင်းပဲလေးမထူးအစဉ်ပြေနေတဲ့ဘဝဆိုသူမှမရွှေ့ကြဘူးအစဉ်မပြေရင်တော့ရွှေ့ကြအောင်ရွှေ့ကြလိမ့်မယ်အစဉ်ပြေတဲ့ဘဝမှာသူမှမရွှေ့ကြဘူးအဲ့တော့တန်တရားထဲမှာအဲ့တော့ဒီလိုပဲရွှေ့ပြောင်းနေရတာဆိုတော့ဒီ level က
ရှာလက်ကောင်းမရှိဘူးဆင်းရဲခြင်းနဲ့အဆုံးသတ်ရတယ်အဲ့ဒီကနေတဆင့်တက်ပြီးနောက်လည်းပဲတစ်ခုစဉ်းစားလိုက်ပရမတ္ထသစ္စာ absolute truth ultimate truth ဆိုတဲ့အဲ့ဒီ level ရောက်တဲ့အခါကျတော့လုံးဝအမှန်တရားလုံးဝအမှားမရှိတဲ့အမှန်တရားဘယ်တော့မှဆင်းရဲဒုက္ခနဲ့မကြုံရတာဆင်းရဲဆိုတာကိုရကိုမရတာဆင်းရဲဒုက္ခမရှိလို့ချမ်းသာတဲ့ချမ်းသာမျိုးဒုက္ခနဲ့ဒုက္ခဆိုတာဒုက္ခရှိရင်ဒုက္ခရှိတယ်ဒုက္ခရှိရင်ဒုက္ခရှိတယ်ပျော်ရတာရှိရင်ငိုရတာလည်းရှိမယ်ရှေမောရတာရှိရင်ငိုကြွေးရမှရှိတယ်ဟောပြုံးရတာရှိလို့ရှိရင်မဲ့ရတာလည်းရှိလိမ့်မယ်ဒါတွန့်တွဲလာတဲ့အရာတွေပဲနိဗ္ဗာန်ဆိုတဲ့ချမ်းသာကြတော့ဒုက္ခဆိုတာလုံးဝမရှိဘူးဒုက္ခတသက်ပဲဖြစ်တယ်ဒုက္ခနဲ့ဒုက္ခအလှည့်ကျကြုံတွေ့ရတဲ့ဒုက္ခမျိုးမဟုတ်ဘူးဒုက္ခခင်းတဲ့ဒုက္ခဖြစ်တယ်နော်ဒုက္ခမရှိတဲ့ဒုက္ခဖြစ်တယ်အဲ့တော့ဒုက္ခနဲ့ဒုက္ခတန်တရားထဲမှာကအဲ့လိုမဟုတ်ဘူးလေကောင်းတာနဲ့ကြုံတွေ့တဲ့အခိုက်မှာဒုက္ခမကောင်းတာနဲ့ကြုံတွေ့တဲ့အခိုက်မှာဒုက္ခဒုက္ခတလဲဒုက္ခတလဲတန်တရားထဲမှာနိဗ္ဗာန်ကြတော့အလှည့်ပေးเสียဒုက္ခဆိုတာမရှိတော့လို့ဆိုလို့လေနော်အဲ့တော့နိဗ္ဗာန်ရောက်သွားပြီဆိုလို့ရှိရင်ချမ်းသာမှုအတိအကျတစ်ခုပဲရှိတော့တယ်တစ်မျိုးတည်းပဲရှိတဲ့အနေအထားမျိုးရောက်သွားတည်ငြိမ်သွားပြီဘယ်တော့မှနိဗ္ဗာန်ကထွက်ခွာရမှာမဟုတ်ဘူးထွက်ခွာကြရလဲဘာမှမရှိဘူးထွက်ခါရမယ့်အနေအထားတွေရကိုရမထားဘူးအဲ့ဒါကြောင့်တည်ငြိမ်တယ်လို့ပြောတာဒီတဲ့ရှင်းရှင်းပြောရလို့ရှိရင်ခန္ဓာ၅ပါးရှိနေလို့ရှိရင်ခန္ဓာ၅ပါးကိုအကြောင်းပြုပြီးဒုက္ခဒုက္ခရမယ်နော်ချမ်းသာတယ်ဆင်းရဲတယ်ခန္ဓာမရှိတော့ဘူးဆိုလို့ရှိရင်ခန္ဓာနဲ့ပတ်သက်ပြီးရတဲ့ဒုက္ခဒုက္ခမရတော့အဲ့တော့ဒုက္ခဒုက္ခနှမျိုးမရှိတာဒီပင်လေဒုက္ခတည်ငြိမ်သွားတဲ့ဒုက္ခဖြစ်သွားတယ်ရှင်သာရိပုတ္တရာထောက်ပြတဲ့နိဗ္ဗာန်ရှင်သာရိပုတ္တရာကစကလုံးလေးရှင်းရှင်းလေးနဲ့ထောက်ပြတာအဲ့ဒါဘုရားဘာသာဝင်တွေသဘောပေါက်ဖို့လိုတယ်တရားပွဲတစ်ခုမှာရှင်သာရိပုတ္တရာကဟောတယ်ဒုက္ခမိတံအောက်သောယတိတံနိဗ္ဗာန်ငါရှင်တို့နိဗ္ဗာန်ဆိုတာချမ်းသာတယ်တည်ငြိမ်တဲ့ချမ်းသာကိုပြောတာခေါင်းကဒုက္ခအစာဝင်လာတဲ့ချမ်းသာမျိုးမဟုတ်ဘူးစာပေလို့ပြောရင်ဝေရိတဒုက္ခမဟုတ်ဘူးဝေရိတဆိုတာစိတ်ခံစားမှုနဲ့ပတ်သက်တာအဲ့တော့နိဗ္ဗာန်ဆိုတာချမ်းသာတယ်ဆိုတော့ဥရယီဆိုတဲ့ဘုန်းကြီးတစ်ပါးထားပြီးတော့ကန့်ကွက်တယ်အရှင်ဘုရားနိဗ္ဗာန်မှာခံစားရတဲ့ဝေဒနာမရှိဘူးမဟုတ်လားဘယ်လိုလုပ်ချမ်းသာမှာလဲဝေဒနာရှိမှဝေဒနာဆိုတာဒုက္ခဒုက္ခကိုပြောတာနော်စိတ်ခံစားမှုမှမရှိတာဘယ်လိုလုပ်ပြီးတော့ချမ်းသာမှာလဲလို့ပြောတဲ့အခါရှင်သာရိပုတ္တရာပြန်ဖြေတဲ့စကားအဲ့ဒီဝေဒနာမရှိလို့ကိုချမ်းသာတာလို့ပြန်ဖြေလိုက်တယ်ဝေဒနာရှိနေသေးရင်ဒုက္ခနဲ့ဒုက္ခအလဲကျလာမှာပဲလေအကြောင်းကိုတစ်စုံတစ်ခုကိုအကြောင်းပြုပြီးဒုက္ခဖြစ်เสียအကြောင်းနဲ့တွေ့ရင်ဒုက္ခလာမှာပဲဒုက္ခဖြစ်เสียအကြောင်းအဲ့တော့အကြောင်းကိုမိတီးပြီးတော့နေရတာဒုက္ခဖြစ်เสียအကြောင်းရှိမှဒုက္ခဖြစ်မယ်ဒုက္ခဖြစ်เสียအကြောင်းရှိရင်ဒုက္ခဖြစ်မယ်အဲ့တော့အကြောင်းပေါ်မျောလင့်ပြီးတော့ဒုက္ခဒုက္ခတာဖြစ်တာအဲ့ဝေဒနာမရှိတော့ဘူးဆိုလို့ရှိရင်
ဒုက္ခကိုမျောနေကြလည်းမလို့ဘူးဒုက္ခကိုလည်းမျောနေကြမလို့တည်ငြိမ်တဲ့တန်တိဒုက္ခလို့ဆိုတဲ့တည်ငြိမ်အေးချမ်းတဲ့ချမ်းသာမျိုးဆိုလို့တယ်အဲ့ဒါနိဗ္ဗာန်ချမ်းသာဆိုတာလူတွေတွေ့တဲ့ကိုယ်ကိုယ်တိုင်ခံစားနေရတဲ့ချမ်းသာမျိုးမဟုတ်ဘူးဆိုတာသတိထားဖို့လိုတယ်ပေါ့ဒုက္ခကင်းစင်နေတဲ့ဒုက္ခရောဒုက္ခရောနှမျိုးလုံးကင်းစင်နေတဲ့ချမ်းသာလို့ပြောလို့ရတယ်ဝေဒနာကင်းစင်တဲ့ချမ်းသာဝေဒနာဆိုရင်တော့မှယောဂလို့သွားထင်းနေပြီဆိုလို့စိတ်ခံစားချက်ကင်းတဲ့ချမ်းသာလို့တို့ဆိုလို့တယ်နော်ဘာလို့လို့ဆိုခန္ဓာမှမရှိတော့တာခန္ဓာမရှိရင်ခံစားချက်စိတ်ဆိုတာလည်းမရှိတော့အဲ့တော့မရှိခြင်းဟာတည်ငြိမ်အေးချမ်းသည့်အတွက်ကြောင့်တန်တိဒုက္ခတည်ငြိမ်တဲ့ချမ်းသာလို့ဒါကိုဆိုလို့တာအဲ့တော့မြတ်စွာဘုရားကဒီဘဝကောင်းကျိုးအတွက်လည်းလမ်းညွှန်မှုပြုတယ်။နောက်ဘဝကောင်းကျိုးအတွက်လည်းလမ်းညွှန်မှုပြုတယ်။နောက်ကောင်းကျိုးအတွက်လည်းလမ်းညွှန်မှုပြုတယ်။နောက်ဆုံးမှာဟိုဘဝဒီဘဝဘယ်ဘဝမှမရောက်ဖ ೇನೆ တည်ငြိမ်အေးချမ်းတဲ့တန်တိဒုက္ခအတွက်လည်းလမ်းညွှန်မှုပြုတယ်ဆိုတာပြည့်ပြည့်စုံတဲ့လမ်းညွှန်မှုဘုရားရဲ့ဆုံးမပြည့်ပြည့်စုံတဲ့လို့သူတို့ဆိုလိုတာများသောအားဖြင့်လောကမှာဒီဘဝချမ်းသာဖို့အတွက်လမ်းညွှန်ကြတာအတူတူပဲနောက်ဘဝချမ်းသာဖို့အတွက်လမ်းညွှန်ကြတာလည်းရှိတယ်သို့သောဒီဘဝနောက်ဘဝဆိုတာတွေမရှိတော့တဲ့လမ်းဆုံးပတ်နိုင်ကိုရည်ညွှန်းပြီးလမ်းညွှန်နိုင်တဲ့အဆုံးအမမျိုးတော့မရှိဘူးလို့ပြောတယ်ရှိရင်လည်းစိတ်ကူးရင်တာပဲဖြစ်မယ်တကယ်လက်တွေ့ဖော်ဆောင်လို့မရဘူးစာပေကျမ်းကမှာဘဝတစ်ခုအဆုံးသတ်တာဟုတ်တာလွတ်မြောက်ခြင်း liberation လို့သုံးတယ်ပေါ့ဝိမောက္ခမောက္ခလို့သုံးတယ်ဝိမု ക്തി လို့ဝိမောက္ခလို့လွတ်မြောက်ခြင်းလို့သူတို့သုံးတယ်အဲ့ဒီလွတ်မြောက်ခြင်းဆိုတာကိုပဲတခါစကားတစ်လုံးနဲ့ပြောမယ်တခြားစကားလုံးနဲ့ပြောတဲ့အခါကျတော့နိဋ္ဌာလို့ပြောတယ်နိဋ္ဌာဆိုတာပါလေလမ်းဆုံးပန်းတိုင်နိဋ္ဌိတောဆိုတဲ့စကားလုံးနဲ့တူတယ်နိဋ္ဌာအပြည့်သက်လမ်းဆုံးပန်းတိုင်ခီးသွားရင်လည်းလမ်းဆုံးပန်းတိုင်ဆိုတာရှိတာပဲအလုပ်တစ်ခုမှလည်းပဲလမ်းဆုံးပန်းတိုင်ဆိုတာရှိတယ်အကျင့်တစ်ခုကျင့်ရင်လည်းလမ်းဆုံးပန်းတိုင်ဆိုတာရှိတယ်အဲ့ဒီပန်းတိုင်အဖြစ်သတ်မှတ်ထားတာဘာသာတရားတွေမှာရှိကြတယ်ဘာသာတိုင်းမှာရှိတယ်အဲ့တော့ဘုရားလက်ထက်ကသတ်မှတ်ထားတဲ့ဘာသာတရားတွေအရာပြောမှဆိုရင်ပြမကိုကိုးကွယ်တဲ့ premonition လို့ခေါ်တဲ့ပြမကိုကိုးကွယ်တဲ့ပြမဆိုတာတခြားမဟုတ်ခေါ်ပဲနော် creator ခေါ်အဲ့ဒီခေါ်ကိုကိုးကွယ်တဲ့ဘာသာတွေရဲ့လမ်းဆုံးပန်းနိုင်ကကောင်းကင်ဘုံပဲသူတို့ရဲ့လမ်းဆုံးပန်းနိုင်ကကောင်းကင်ဘုံပဲကောင်းကင်ဘုံရောက်ပြီးတော့ဘုရားသခင်နဲ့အတူနေရပြီဆိုရင်ဒါသူတို့ရဲ့လမ်းဆုံးပန်းနိုင်လို့ဆိုတယ်အဲ့ဒါကိုလမ်းဆုံးပန်းနိုင်ဖြစ်သတ်မှတ်တယ်မြတ်စွာဘုရားကတော့အဲ့ဒီပြမဆိုတဲ့ခေါ်ဟာလည်းပဲတတန်းရှိကြရတာဖြစ်တယ်ကဘာပေါင်းများစွာကြားတဲ့အခါမှာသူ့မှာလည်းပဲရှတ္တိနိုင်စွာမရှိဘူးတဲ့နောက်ဆုံးမှသိဆုံးရတာပဲဖြစ်တယ်လို့ဆိုမြတ်စွာဘုရားကတော့အဲ့လိုထီအောင်လမ်းဆုံးပန်းနိုင်မဟုတ်ဘူးလို့ပြောတယ်ခေါ်မရှိဘူးမဟုတ်ရှိတယ်သူဟာလမ်းဆုံးပန်းနိုင်မဖြစ်ဘူးဒါပေမဲ့လို့ကဘာချီပြီးတော့ကြာမယ်ကြားလိုက်ရင်လူဆိုတာမေ့တာပဲလေမေ့တော့ဒါထာဝရလို့ထင်တာအဲ့ဒါလေထာဝရမဟုတ်ဘူးတဲ့အဲ့တော့ပြမကိုခေါ်ကိုယုံကြည်တဲ့ပုဂ္ဂိုလ်တွေရဲ့လမ်းဆုံးပန်းနိုင်ကပြမဘုံပဲကောင်းကင်ဘုံပဲတခါအခုအိန္ဒိယနိုင်ငံမှာခဏထီအောင်ရှိနေတယ် Chinese Zen လို့ခေါ်တယ်ချိနဆိုတဲ့စကားကနေပြီးတော့
China နေ Chinese စင်ဖြစ်လာ China ဆိုတာကိလေသာတွေကိုအောင်နိုင်သူလို့အဓိပ္ပာယ်ရတယ်ဝဋ္ဌမာနမဟာဝီရကောရမဗုဒ္ဓနဲ့တခိထဲပေါ်လာတာဝဋ္ဌမာနမဟာဝီရဘုရားစာပေကြတော့နိခန္ဓနာတဗုဒ္ဓလို့ခေါ်တယ်သူတို့မှာကိလေသာအနှောင်ဖွဲ့တွေမရှိဘူးဆိုပြီးတော့အဲ့ဒီ change ဆိုတာအခုလည်းအင်္ဂလိပ်လိုရေးတယ်သူတို့နာမည်တွေမှာသူက change ဆိုတာလေးပါတယ် change ဆိုတာပါလို့ရှိရင် change ကိုကွယ်တယ်ဘာသာဝင်လို့သူတို့ဆိုလို့တယ် change ဖျားကိုကွယ်တယ်ဘာသာအဲ့ဒီဘာသာရဲ့လမ်းဆုံးပန်းတိုင်ကပါတော့ဆိုရင်အသိဉာဏ်ပုံလို့ပြောတယ်အနန္တမာနတလို့ပြောတယ်စိတ်ကိုဆုံးသတ်ပလိုက်တယ်နန္တရားရဲ့ရှုပ်တရားတက်တက်တာဖြစ်တဲ့အသိဉာဏ်ပုံဟာသူတို့ရဲ့လမ်းဆုံးပန်းတိုင်လို့သူဆိုတယ်နောက်ယသိတွေစัญญထုံတဲ့ယသိတွေရဲ့လမ်းဆုံးပန်းတိုင်ကအာဘတရဆိုတဲ့ပြမဘုံပြောမယ်ဆိုရင်အဲ့ဒါတွေကကောင်းကင်ဘုံတွေကြီးပဲကောင်းလို့ကောင်းကင်ဘုံချင်းတူရမယ်မတူဘူးနော်ခဏခေတ်တော့ကောင်းကင်ဘုံပဲပြောလိုက်တာတိတိကျကျရေးရမရှိတော့ဘူးကောင်းကင်ဘုံလို့ပြောလိုက်တာအဲ့တော့မြတ်စွာဘုရားကတော့အဲ့ဒါအဘဒရပြမဘုံအဲ့တော့မတူကြဘူးပေါ့နော်မတူကြဘူးဘုရားဘာသာရဲ့လမ်းဆုံးပန်းတိုင်ကတော့နိဗ္ဗာန်နိဗ္ဗာန်ဆိုတာရဲ့အဓိပ္ပာယ်ကဘာလို့ဆိုနိဝါဒလူချင်းမှုတွေကနေကင်းလွတ်သွားတာဆိုလို့တယ်လူချင်းမှုဆိုတဲ့တဏှာရှိနေသေးသမျှကာလပတ်လုံးလမ်းဆုံးပန်းတိုင်ကိုမရောက်နိုင်ဘူးတဏှာလုံးဝခင်းတော့မှလမ်းဆုံးပန်းတိုင်ဖြစ်တယ်တဏှာကင်းအောင်ကျင့်တာပဲအဲ့တော့တဏှာကင်းအောင်ကျင့်တယ်လို့ဆိုကြတယ်ဘုံမဟုတ်ဘူးနိဗ္ဗာန်ဆိုတော့ဘုံမဟုတ်ဘူးဆိုတာနားလဲရကောင်းကင်ဘုံလည်းမဟုတ်ဘူးမြေကြီးပေါ်ကဘုံလည်းမဟုတ်ဘူးဈာမရှိတဲ့ဘုံလည်းမဟုတ်ဘူးရေထဲကဘုံလည်းမဟုတ်ဘူးတခြားဂျိုးမှရှိတာလည်းမဟုတ်ဘူးနော်လူချင်းနဲ့တဏှာကင်းပြတ်သွားတာကိုခေါ်တာလူချင်းနေသေးလို့ရှိရင်ရအောင်လုပ်နေဦးမှာပဲရအောင်လုပ်နေရင်ရနေဦးမှာပဲရနေရင်ဒုက္ခတွေတွေ့နေဦးမှာပဲအဲ့တော့လမ်းဆုံးပန်းတိုင်ကမျိုးမျိုးရှိကြတယ်ပေါ့နော်မျိုးမျိုးရှိတယ်အဲ့တော့မြတ်စွာဘုရားကဒီလမ်းဆုံးပန်းတိုင်ဘုရားဘာသာတွေအနေနဲ့လမ်းဆုံးပန်းတိုင်ပြောလိုက်တဲ့အခါမှာအမြင့်ဆုံးလှည့်ပဲမှာဆိုရင်တန်တရားကလွတ်ပြီးတော့ထာဝရတည်ငြိမ်အေးချမ်းတဲ့တည်ငြိမ်အေးချမ်းတဲ့ဆိုတာအရွှေ့ပြောင်းမရှိတော့တဲ့ဒုက္ခဒုက္ခမရှိတော့တဲ့အေးချမ်းတဲ့အနေအထားမျိုးရရှိရမယ်လို့ဆိုလိုတယ်။အိုခြင်းနာခြင်းသိခြင်းလည်းမရှိတော့ဘူးလို့ဆိုလိုတာအဲ့ဒါကိုလမ်းညွှန်ပြီးတော့ပေးတာတော့အဲ့ဒါရဖို့လွယ်လားလို့ဆိုဘယ်လွယ်မှာတော့ဒါအမြင့်ဆုံးပန်းနိုင်ကြီးပဲအလွယ်တကူနဲ့လည်းရမှာမဟုတ်ဘူးလေအဲ့ဒါမှခက်ခဲတယ်အဲ့ဒီလမ်းဆုံးပန်းနိုင်သွားဖို့အတွက်စိတ်ဓာတ်တွေပြုပြင်ရမှာကိုအများကြီးပဲအဲ့တော့စိတ်ဓာတ်တွေနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားရဲ့ဟောကြားဆုံးမထားတဲ့ဒေသနာတွေကအမြဲတမ်းများတယ်များသလောက်လည်းပဲလက်တွေ့ရှင်းသုံးလို့ရတယ်အဲ့ဒါလေးတွေကိုဒီနေ့ဓမ္မပဒကနေကောက်နှုတ်ပြီးတော့ဘုရားရဲ့ဆုံးမတွေကကုန်းနိုင်စရာမရှိဘူးလေတာမန်မဲ့တွေ့ကြည့်ပေါ့ပိဋက3ပုံစာမျက်နှာ300ပမာဏရှိတယ်ဥယျာဉ်40ရှိတယ်အဲ့ဒါကိုဖွင့်တဲ့အထက်ကရာက52အုပ်ရှိတယ်အထက်ကရာဖွင့်လို့ကျွမ်းကျန်တဲ့အဓိပ္ပာယ်တွေကိုထပ်ဆင့်ရှင်းပြတယ်တီကာဆိုတာ26အုပ်ရှိတယ်
အဲ့တော့ဥပေါင်း100ကျော်ရှိတာဒါကမတန်တင်ထားတာကိုပြောတာဗမာပြည်မှာအပြည့်အဝရှိတယ်စိတ်ဝင်စားလို့ရှိရင်သင်ယူပြီးတော့ဖတ်နိုင်အောင်ကြိုးစားလို့ရှိရင်ဖတ်နိုင်ပါတယ်လူတွေရဲ့အသိဉာဏ်နဲ့မိပါတယ်ဖတ်ရင်သင်မယ်ဆိုလို့ရှိရင်တတ်မြောက်နိုင်တယ်ပေါ့အဲ့ဒီမှာဖတ်တဲ့အခါမှာမြတ်စွာဘုရားကဘယ်လိုမိန့်တယ်လဲဘုရားရဲ့ message တရင်စကားပေးထားကြတာတွေဆုံးမစကားတွေကိုပဲမြတ်စွာဘုရားပေးခဲ့တာဖြစ်တယ်လှုပ်နီးလှုပ်ထုံးနီးလိုက်နာမဲ့ကျင့်သုံးရမဲ့အချက်ကလေးတွေဒါပေးထားတာလက်တွေ့လှုပ်ထားတော့စဉ္ဉ္သုံးတတ်တာတော့ကိုယ့်ရဲ့ဉာဏ်ကြီးဉာဏ်သွေးပေါ်မှာမိတယ်ကိုယ်နဲ့ပဲသက်ဆိုင်နေတာဘုရားဆုံးမတဲ့ကြည့်ပြီးတော့မြတ်စွာဘုရားကိုယ်တိုင်ကငါဆုံးမမှုမှန်တယ်လို့မယူဆနဲ့တဲ့ကိုယ်သိဉာဏ်နဲ့ကိုစဉ်းစားအောင်နော်မာပိဋကတမ္ပရာနေနာဆိုတဲ့စကားလုံးကငါသင်ထားတဲ့စာပေကျမ်းဂန်ထဲမှာလာတဲ့စကားလုံးပဲလို့ဆိုပြီးတော့အမှန်လို့မှတ်သားမထားနဲ့အောင်ကိုယ်ကိုယ်တိုင်လက်တွေ့လှုပ်ကြည့်အောင်လက်တွေ့လှုပ်ကြည့်လို့ရပြီဆိုမှမှန်တယ်ဆိုတာဆုံးဖြတ်အပ်ဒါဘလောက်လက်တွေ့ကိုဥစားပေးလဲဟောလှုပ်ပြီးမှမှန်တယ်လို့ဆုံးဖြတ်မှာလှုပ်တာတော့လှုပ်ကြည့်လှုပ်မကြည့်ပဲနဲ့လက်ခံတာတော့ဒါပြင်းလို့ပဲရှုပ်ကြည့်ချက်နဲ့လက်မခံနဲ့လှုပ်ကြည့်ပြီးရင်ကိုယ်တိုင်သိအောင်လှုပ်ကြည့်ဟုတ်မဟုတ်ဒါဟုတ်ဒီလိုပြောတဲ့အခါကျတော့လက်တွေ့မျက်တွေ့ဝါဒမျိုးလားလို့ဆိုအဲ့ဒီလိုတော့မဟုတ်ဘူးလက်တွေ့မျက်တွေ့ဝါဒလက်တွေ့မျက်တွေ့ဝါဒဆိုတာကျတော့အကုန်စမ်းသပ်ရမှာဖြစ်တယ်ဒါအနုမာနလည်းပါတယ်လှုပ်ကြည့်လို့တစ်ခုလှုပ်ကြည့်လို့အောင်မြင်လို့ရှိရင်ဒါတွေတူတူပဲဆိုတာလေအနုမာနနဲ့ပြောလို့ရတယ်ဥပမာလက်တွေ့မျက်တွေ့ဝါဒဆိုတဲ့ဝါဒကြတော့ဓမ္မပင်ကြီးကဓမ္မရွက်ကလေးတစ်ရွက်ကိုခုလိုက်ပြီးတော့ဝါချတယ်ခါတယ်အဲ့တော့ခါတယ်လို့ तू ဆုံးဖြတ်လို့မရဘူးနောက်ရွက်ကချိုးချင်းချိုးနေမှာအဲ့တော့ဓမ္မပင်ရှိသမျှအရွက်တွေအကုန်လုံးဝါကြည့်ဖို့လိုအပ်တယ်အဲ့ဒါမှလက်တွေ့ဘုရားဟောတဲ့တရားကလက်တွေ့ဆိုတာအဲ့လိုပြောတာမဟုတ်ဘူးတရွက်ဝါကြည့်လိုက်လို့ရှင်ကျန်တာတွေကအလားတူအလုံးဟာအခါရှိတယ်ဆိုတာဆုံးဖြတ်လို့ရတယ်ဆုံးဖြတ်တဲ့အတိုင်းလဲမှန်တယ်ချိုးတဲ့အရွက်မပါဘူးကျိုးဆိုလိုတာနော်အဲ့တော့ပစ္စကဉာဏ်နဲ့အနုမာနဉာဏ်အနုမာနဆိုတာ inference ပစ္စကဉာဏ်ဆိုတာ direct knowledge အဲ့ဒီနှစ်ခုလုံးနဲ့စမ်းသပ်ပြီးတော့လက်ခံရတဲ့ဟာမျိုးဆိုလိုတယ်အဲ့လိုလက်ခံလို့ရတယ်ဒါဝိပဿနာတရားအထုတ်တဲ့အခါမှာရုပ်28ပါးလုံးရှုရမှာမဟုတ်ဘူး34ပါးကိုရှုပြီးတော့လည်းပဲအသိဉာဏ်ပေါက်သွားနိုင်တယ်အသိဉာဏ်ရသွားနိုင်တယ်တတိပဒံတရား4ပါးတဲ့ကလည်းပဲတပါးကိုရှုတာနဲ့လည်းပဲမဉ္ဇဉ်ဖူဉ္ဇဉ်ရနိုင်တယ်အကုန်လုံးရှုရမှာပြောတာမဟုတ်ဘူးတခုကိုသိလိုက်တာနဲ့ကျန်တဲ့ဟာတွေကလည်းအလားတူဆိုတာအဲ့လိုသိသွားတာကိုပြောတာနော်အဲ့လိုရှုဖို့လိုတယ်ပေါ့အဲ့တော့မြတ်စွာဘုရားရဲ့အဆုံးအမတွေကလူရဲ့စိတ်ကိုလိမ္မာရင်ချေမှုရရှိအောင်အတွေးခေါ်ကနေစပြီးတော့ပြုပြင်ပေးတဲ့ဆုံးမတွေပေါ့အဲ့ဒီဆုံးမတဲ့ဟာလေးတွေကိုမှတ်သားယူပြီးတော့မှတ်သားနာယူပြီးတဲ့အခါမှာကိစ္စကြုံတိုင်း
ဒါလေးတွေကကိုယ့်အတွက်ခိုင်လိုင်းလေးတွေအနေနဲ့အသုံးချသွားလို့ရတယ်ပေါ့အဲ့တော့ဓမ္မပဒထဲပါတဲ့အဆုံးအမလေးတွေချို့ပြောပြဒီအဆုံးအမနားလဲထားလို့ရှိရင်လူတွေဟာလွယ်မာတဲ့အတွေးတွေကိုဟန်တားနိုင်တာပေါ့နော်ပထမဆုံးမထားတဲ့ဟာလေးကိုကြည့်များသောအားဖြင့်ခံယူထားကြတာကောင်းတာလုပ်တဲ့လူတယောက်ဟာကောင်းကျိုးချမ်းသာပဲခံစားရမယ်မကောင်းတာလုပ်တဲ့လူကကောင်းကျိုးချမ်းသာမရနိုင်ဘူးဒါရေဝင်ရခံယူထားတာဒီတိုင်းခံယူထားကြတယ်နော်ကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်ဟာလူတော်လူကောင်းကကောင်းစားရမယ်ညစ်ပတ်တဲ့လူတွေမတော်မတရားလုပ်တဲ့လူတွေကမကောင်းစားရဘူးလောကအနေထားနဲ့ပြောတယ်သို့သောလောကကြီးလက်တွေ့ထဲမှာချကြည့်လိုက်မယ်ဆိုလို့ရှိရင်မျက်စိလဲစရာဖြစ်တယ်အဲ့ဒါကိုရသော်ပြထောက်ပြတာအတွေးခေါ်မှတ်မှုအတွက်ထောက်ပြတာပါပောပိပတ္တိပတ္ထရံပါပောပိဆိုမကောင်းတဲ့လူတယောက်ဟာလည်းပဲပတ္ထရံပတ္တိအကောင်းတွေ့နေသေးတတ်သေးတယ်မကောင်းတဲ့လူလည်းကောင်းစားတတ်တယ်တဲ့အကြောင်းဆိုတာမကောင်းလို့သူကောင်းတာတွေ့တာမဟုတ်ဘူးသို့သောလူတွေကသူလောဆယ်သူလုံနေတာမကောင်းတာလုပ်တာအဲ့ဒီမကောင်းတာလုပ်လို့သူကောင်းစားနေတယ်လို့လူကထင်သွားရင်အဲ့ဒါလွဲမှားသွားတယ်မြတ်စွာဘုရားဟောပုံလေးကကြည့်ပါပောပိပတ္တိပတ္ထရံရှာဝပပံနပစ္စတိသူလုံးတဲ့ဆိုးရုပ်တဲ့ရုပ်မာတဲ့အလုပ်တွေကအကျိုးမပေးသေးဘူးဆိုရင်သူအကောင်းတွေ့နေတယ်မကောင်းတဲ့လူတယောက်ကကောင်းစားနေတာဟာသူလုပ်တဲ့မကောင်းမှုတွေကအကျိုးမပေးသေးလို့သူတို့ဆိုလို့တယ်နော်အကျိုးမပေးသေးဘူးဆိုရင်သူကောင်းစားနေတတ်တယ်ပါပောပိပတ္တိပတ္ထရံယာဝပပံနပစ္စတိမကောင်းတဲ့လုပ်ရတွေကမရင်းကျက်သေးဘူးမကြွားမဖြစ်သေးဘူးနော်အကျိုးပေးဖို့အချိန်မတန်သေးဘူးဆိုလို့ရှိရင်သူဟာအကောင်းနဲ့ကြုံတွေ့နေတတ်တယ်အဲ့ဒီအကောင်းနဲ့ကြုံတွေ့နေခြင်းသည်သူမကောင်းတာလုပ်လို့ကြုံတွေ့ရတာမဟုတ်ဘူးတဲ့ယဒါသပစ္စတိပပံအထပါပောပပနိပတ္တိမကောင်းတဲ့အလုပ်ကမကြွားဖြစ်လာပြီရှင်းကျက်လာပြီအကျိုးထုတ်လုပ်ပြီဆိုတဲ့အခါမှာကြတော့တဲ့မကောင်းတဲ့လူဟာမကောင်းကျိုးတွေပဲတွေ့ပါလိမ့်မယ်ရှိတယ်လေတခါတည်းလူတွေဟာမဟုတ်တာလုပ်တဲ့လူတွေကချီးပွားနေဟုတ်တာလုပ်တဲ့လူတွေကဆင်းရဲနေတယ်ဆိုတဲ့အခါမှာတို့ဟုတ်တာလုပ်လို့ဆင်းရဲတယ်လို့စိတ်ကတွေးမိသွားတယ်အဲ့တော့ငါလည်းမဟုတ်တာလုပ်မှပဲလို့သွားတွေးမိပြန်နော်မဟုတ်တာလုပ်တဲ့လူတွေကောင်းစားနေမဟုတ်တာလုပ်လို့ကောင်းစားတယ်လို့သွားတွေးတာအဲ့ဒါကြောင်းကျိုးစီလျော်မှုမရှိဘူးတကယ်အစစ်မှန်ကကောင်းတဲ့အလုပ်ကမှကောင်းကျိုးကိုဖြစ်စေတာမကောင်းတဲ့အလုပ်ကမကောင်းကျိုးကိုဖြစ်စေတာဒါကနိယာမဆိုတာခိုင်မာတဲ့သဘာဝတရားအဲ့ဒီခိုင်မာတဲ့သဘာဝတရားကြီးကလမ်းကြောင်းလွှဲပြီးတော့မကောင်းတာလုပ်ပြီးကောင်းစားနေတယ်ကောင်းတာလုပ်ပြီးမကောင်းစားဘူးဆိုတာလူတွေကမျက်စိလဲသွားတာမြတ်စွာဘုရားအဲ့ဒါကိုထောက်ပြတာအဲ့မကောင်းတဲ့အလုပ်ကအကျိုးပေးချိန်မတန်သေးဘူးဆိုရင်ကောင်းစားနေတတ်တယ်မကောင်းတဲ့အလုပ်အကျိုးပေးပြီဆိုတဲ့အခါကျခံမရောသူတို့ဆိုလို့တယ်ဘယ်ဟာပဲဖြစ်ချိန်ဆိုတာရှိတယ်လေတတိတောင်မှအချိန်စိတ်မှမဲ့တာလေ
အခုတည့်ပင်ကတည့်သီးတွေတီးနေတယ်ဆိုတော့ဗမာပြည်မှာဆိုရင်စာတီးလာပြီတည့်ကင်းလေးတွေပေါ်လာပြီအဲ့ဒီချိန်မှာရှိတဲ့အစေးကစိုက်လို့ပဲရအောင်မှာရှင်းကျက်တာမှမရှိသေးတာအဲ့ဒီသဘောမျိုးပဲတီးကစားလေးကစိုက်လို့မရသေးဘူးအဲ့ဒါကိုမြတ်စွာဘုရားကဆုံးမထားတဲ့အခါမှာကိုယ့်ကိုဆင်ញင်သုံးသပ်ရမှာကဘာလို့မကောင်းတာလုပ်ရင်မကောင်းတဲ့အကျိုးကိုတွေ့တယ်ဆိုတာပုံသိနိယမမကောင်းတာလုပ်ပေမဲ့လို့မကောင်းတဲ့အလုပ်ကအကျိုးပေးချိန်မရောက်သေးဘူးဆိုရင်ကောင်းစားနေတတ်သေးတယ်နော်အကျိုးပေးပြီဆိုရင်မကောင်းတဲ့အလုပ်ဒီမကောင်းကျိုးကိုပေးလိုက်မယ်ဒါပုံသိမှတ်ရမယ့်ဟာတစ်ခုပဲနော်ထို့တူပဲတစ်ခါကြည့်လိုက်တော့နောက်ဆုံးမှသွန်သင်တဲ့စကားလေးကဘဒ္ဒရောပိပတ္တိပါပံယာဝဘဒ္ဒရနာပိစတိဘဒ္ဒရဆိုတာဘဒ္ဒကောင်းတဲ့အလုပ်လူတော်လူကောင်းတယောက်ကသူ့ရဲ့ကောင်းမှုလုပ်ငန်းတွေဟာအကျိုးမပေးသေးသမျှသူဟာအဆိုးနဲ့ပဲကြုံတွေ့နေတတ်သေးတယ်ဆိုးနဲ့ပဲကြုံတွေ့တတ်တယ်လူကကောင်းမိမဲ့လို့လုပ်ရက်တွေကကောင်းမိမဲ့လို့မကောင်းတာတွေးချင်တွေးနေတတ်သေးတယ်ဘာလို့လို့ကိုလို့တဲ့လုပ်ရက်ကအကျိုးမပေးသေးဘူးရှင်းနှီးမြုံနှံတဲ့အဆင့်ပဲရှိသေးတယ်ရစမပေါ်သေးဘူးအကျိုးသက်ရောက်မှုမရှိသေးဘူးလို့ဒီလိုဆိုလိုတာပဲအတူတူပဲနော်အကျိုးမပေါ်သေးဘူးရှေတာသပစ္စတိဘဒ္ဒရအထဘဒ္ဒရောဘဒ္ဒရာနိပတ္တိကိုလို့တဲ့ကောင်းမှုတွေကရှင်းကျက်လာပြီဆိုလို့ရှိရင်လူတော်လူကောင်းတယောက်ဟာကောင်းကျိုးချမ်းသာတွေကိုစက်တိုက်တွေ့တော့မှာပဲအဲ့တော့တခဏကြုံတွေ့ရတာလေးကိုကြည့်ပြီးတော့လူတွေဟာမျက်စိလဲသွားတတ်တယ်မျက်စိလဲသွားပြီးတော့အေးမကောင်းတာလုပ်တဲ့လူတွေလည်းကောင်းစားနေတယ်ကောင်းတာလုပ်တဲ့လူတွေကဆင်းရဲဒုက္ခရောက်နေတယ်လို့စိတ်ထဲမှာသွားထင်အားမကြလေးနဲ့ကောင်းတာလုပ်ဖို့ပဲကြိုးစားမကောင်းတာကိုစိတ်ကူးတဲ့တောင်မထည့်နဲ့လို့ဆိုလို့အဲ့တော့မြတ်စွာဘုရားရဲ့ဆုံးမစကားပဲလေတတိထားမဲ့ဆုံးမစကားပြီးတော့ကိုလှုပ်တဲ့လှုပ်ရက်ကလေးကမပြောပလောက်ဘူးလို့ဆိုပြီးတော့လူတွေကလှုပ်ကြတယ်မကောင်းတဲ့အလုပ်ပဲဖြစ်ဖြစ်ကောင်းတဲ့အလုပ်ပဲဖြစ်ဖြစ်အသေးအဖွဲအကျိုးမပေါ်လောက်ဘူးလို့လုံးဝမထင်ပါနဲ့တဲ့အဲ့ဒါလည်းသတိထားစရာမြတ်စွာဘုရားဆုံးမထားတာရှိတယ်ဒါမို့နာယူမှတ်သားမြတ်ဗုဒ္ဓရဲ့ဆုံးမစကားများဒါကိုဘဝအတွက်ခိုက်လိုက်ကိုမျက်စိလဲလာပြီဆိုလို့ရှိရင်ဒီခိုက်လိုက်လေးကိုပြန်စဉ်းစားပြီးကိုဘဝကိုလမ်းညွှန်အောင်လမ်းမှန်အောင်တိမှတ်ပေးဖို့လိုအပ်တယ်ပေါ့ဒီမှာကြတော့မြတ်စွာဘုရားဘာဟောလဲမဝမညေထပပတ္တနမန္တအာဂမိတ္တိကိုလုံးတဲ့မကောင်းမှုလုပ်ရကလေးကမပြောပါတော့ပါဘူးလို့အကျိုးတရားအနေနဲ့ငါမှအကျိုးမပေးတော့ပါဘူးဆိုပြီးတော့မကောင်းမှုအကုသိုလ်အထင်သေးအမြင်သေးမလုပ်လိုက်နဲ့ဒီနှုတ်ကပြောလိုက်တဲ့ဟာတစ်ခုဟာအမတ်တမဲ့ပြောလိုက်တာတို့အမတ်တမဲ့လှုပ်လိုက်တာတို့ကဆိုးကျိုးကိုဖြစ်ပေါ်သွားစေတယ်ရှေးတုန်းကဒီဇလံတစ်ခုမှကြည့်တထေသားနဲ့တထေသားဇနီးမောင်နှံပြောဝဲစားထွက်လာကြတယ်စားစရာတောက်စရာတွေနဲ့မြို့ပြင်ထွက်လာကြတယ်ပေါ့ထွက်လာတော့ရဟန်းတစ်ပါးတွေ့ပြီးတော့တ
သူတို့ပါလာတဲ့အစားအစာလေးတွေလှူတယ်လှူပြီးတော့ဆူတောင်းတယ်ဆူတောင်းတော့အဲ့ဒီရဟန်းတော်ကသူတို့တောင်းတဲ့ဆူပြေးမှာပဲလို့သိလို့ပြုံးတာနော်သူတို့လိုချင်တာရမှသိကြတယ်ဆိုပြီးတော့ပြုံးလိုက်တာအဲ့ဒီပြုံးလိုက်တာကိုတက္ကမလှုပ်တဲ့ပုဂ္ဂိုလ်ဘာတော့ပြောတော့ဒီကိုယ်တော်ကပြုံးနေတဲ့အနုပညာသမားနဲ့တူတယ်ခိတသမားနဲ့တူတယ်ပေါ့တချင်းဆိုတဲ့လူတွေကပြုံးပြုံးလေးဆိုကြတာလေမဲ့ဆိုတော့ဒါပေမဲ့ခုခေတ်တော့နောက်တိုင်းကိုအတုခိုးတာလားမသိဘူးမဲ့ရွက်ကြီးတွေနဲ့အော်နေတာလဲတွေ့ဦးတယ်တချင်းဆိုတဲ့ကလေဗမာတွေကပုံမှန်တချင်းဆိုတာတော့ပြုံးပြုံးလေးဆိုကြတာများပါတယ်ဟိုနောက်တိုင်းကတွေကတော့အဲ့လိုမဟုတ်ဘူးမဲ့ရွက်ပြီးတော့ဆိုတာတွေရှိတယ်အရှိတိုင်းနဲ့နောက်တိုင်းဆိုတာတူတာမဟုတ်တခါလေးချာအဲ့ဒီပြုံးလိုက်တာကိုကြည့်ပြီးတော့တက္ကမကမှတ်ချက်ချတယ်ဒီကိုယ်တော်ကတချင်းတဲ့ရှေးတုန်းကအခေါ်ဆိုရင်တချင်းတဲ့ပေါ့အနုပညာသမားအဆိုတော်နဲ့တူတယ်လို့ပြောလိုက်တယ်သူယောက်ျားလုပ်တဲ့လူကဟုတ်မှာပေါ့ကွာအဲ့ဒါပြောအဲ့ဒါအမှတ်တမဲ့ပြောလိုက်တဲ့စကားဘဝရောက်လာတဲ့အခါကျတော့အဲ့ဒီနှုတ်ကနေအမှတ်တမဲ့ဟိုကတကယ်ယဟန္တာပုဂ္ဂိုလ်ကြီးတရားတို့တရားမြတ်ရှိတဲ့ပုဂ္ဂိုလ်ကြီးကိုသွားပြီးတော့ပြစ်မှားလိုက်တော့တူသောအကျိုးပေးတယ်ဆိုတာသူတို့ပြောလိုက်တဲ့အတိုင်းပဲတက္ကမကသတ္တပင်မှာလှုပ်လှုပ်စားရတဲ့မိသားစုတွေရောက်သွားတယ်ခုခေတ်တော့ခုံတောင်ရှိနေသေးနော်ဆယ်လီဆိုပြီးတော့ခုံတောင်ရှိသေးတယ်ခေတ်ကတော့မတူဘူးပေါ့နော်ရှေးတုန်းကတော့ရှုတ်ချတဲ့စကားတွေပြောလို့ရှိကြတယ်ပေါ့နော်ဒါပေမဲ့လို့ဒါအလုပ်ဆိုတာတော့မရှုတ်ချသင့်ဘူးပေါ့သူတို့လှုပ်ရှားရတဲ့အစားကတော့အများကိုဖြောပြရတဲ့အလုပ်ကိုသွားလုပ်ရတယ်အဲ့ဒါပဲအဓိကဖြောပြရေးသမားလို့ပြောလိုက်လို့သူတို့ဟာဖြောပြရတဲ့အလုပ်ကိုလုပ်ရတယ်အေးဟုတ်မှာပေါ့ကွာလို့ဆိုပြီးထောက်ခံချက်ပေးလိုက်တဲ့ယောက်ျားကတထေသားဖြစ်ပေမဲ့လို့သတ္တပင်နောက်လိုက်သွားတယ်နောက်ချတော့ဩကသေနတထေသားဝတ္ထုမှာကြည့်ရင်အတိုင်းပဲနော်အဲ့ဒါဆိုလိုတာကတခါတည်းအမှတ်တမဲ့ပြောလိုက်တဲ့စကားတစ်ခုကလည်းပဲဟိုထိရောက်တယ်ဒုက္ခရောက်တာတဲ့ကိုယ့်အတွက်မှာတကယ်ထိတဲ့ကောင်းတဲ့အလုပ်တွေကိုလုပ်တဲ့ပုဂ္ဂိုလ်ဖြစ်နိုင်ရဲ့တန်းနဲ့ဒီဘက်ကိုအကျိုးပေးတာဟာကိုပြောခဲ့တဲ့စကားလေးတစ်ခုကြောင့်ဖြစ်သွားတာလို့ထိတဲ့ဆိုးတာရှိသေးတယ်ထိတဲ့ဆိုးတာကဖရာရင်မြေပေါ်မှာတက်တဲ့အခါမှာအညစ်အကြေးတွေတွေ့လိုက်တဲ့အခါမှာမြို့သမီးတယောက်ကအဲ့ဒီညစ်ကြေးတွေကိုတန်ရှင်းရေးလုပ်ရင်းပါပြောတော့ဆိုဘယ်လိုမိမ့်မပြက်ကများအညစ်ကြေးတွေလုပ်သွားတာတော့ဆိုကိုယ့်ကိုတန်ရှင်းရေးလုပ်ရင်ကုသိုလ်ပဲရမယ်ပါဇက်ကပဲမိမ့်မပြက်တွေကလုပ်သွားတာတော့လို့ပြောလိုက်တော့သူဟာမိမ့်မပြက်ဘဝရောက်သွားနောက်ဘဝကျတော့ပြောချင်တာကတော့မကောင်းမှုအကုသိုလ်ဆိုတာနည်းနည်းလေးနဲ့လဲဒုက္ခရောက်နိုင်တယ်လူတိုင်းလားလို့ဆိုလူတိုင်းတော့တွေ့လို့မရဘူးကံနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဟောတာတဲ့စကားတစ်ခုကြည့်ကံတရားနဲ့ပတ်သက်လာရင်ဒီပြင်အခြေအနေတွေရှိသေးတယ်မြတ်စွာဘုရားဟောတာတဲ့သုတ်တန်တစ်ခုကလောနကပံလစားခွက်ဆိုတဲ့သုတ်တန်ရှိတယ်မကောင်းတဲ့ကံကောင်းတဲ့ကံဟာရှိသမျှလူတိုင်းကိုအကျိုးပေးနိုင်သလားလို့ဆိုလူရဲ့အရေးချင်းချင်းငါမတူကြဘူးမတူကြတော့ဒီလူကိုအကျိုးပေးပေမဲ့လို့ဟိုလူကြတော့အကျိုးပေးခြင်းမပေးဘာလို့လဲဆိုအချိန်နေချင်းမတူလို့ချိန်နေမတူတာဆိုတာကြည့်တယ်လေတကယ်တော့အကြောင်းမှာ the same batch တွေတူတူတက်ကြပေမဲ့လို့ခုံလူရတဲ့လူကရတာမရတဲ့လူကမရဘူး
ဘာလို့အဲ့လိုကွယ်ပြနော်ထူးချွန်တဲ့လူကထူးချွန်တယ်မထူးချွန်တဲ့လူကမထူးချွန်ဒါလူနဲ့ဆိုင်တယ်ရည်ချင်းနဲ့ဆိုင်သွားတယ်အဲ့ဒါလိုပဲကံတရားမှာလည်းပဲတဲ့စီဝတိလုံးလောက်ရှိတဲ့စားခဲ့လေးတခဲဖန်ခွက်တစ်ခွက်စာရည်တဲ့ထည့်လိုက်မယ်ဆိုရင်တောက်လို့မရအောင်ငံသွားမှာပဲသိကြတယ်ကော်ဖီခွက်ထဲမှာထည့်လိုက်မယ်ဆိုရင်တောက်လို့မရအောင်ငံသွားမယ်အဲ့စားခဲ့သို့တော့ရှေးအိုးတိုးစာရှေးကန်တဲ့တို့ရေအိုးတိုးစာထဲမှာအဲ့ဒီအခဲထည့်လိုက်အငန္တသိတော့မသိရဘူးဘာဖြစ်လို့ရေတွေကပြားနေတာစားမလွှမ်းမိုးနိုင်ဘူးအဲ့ဒါလိုပဲကံတရားဆိုတာတချို့ပုဂ္ဂိုလ်ကြတော့တောက်မရအောင်ငံလောက်အောင်ကြိုးပေးတတ်တယ်တချို့ကြတော့ကောင်းတာတွေကများနေသည့်အတွက်ကြောင့်ဘာမှတော့မသိလိုက်ရအောင်အငန္တဆိုတော့သိတော့မသိလိုက်ရတော့ဒါအရေးချင်းပဲအဲ့တော့ထိကန်လှုပ်တိုင်းတိလူဟာတိတိုင်းပဲတူသောအကျိုးပေးမယ်လို့ဒီလိုကြီးတော့တွက်လို့မရဘူးတဲ့ဟောလူပုဂ္ဂိုလ်ရဲ့အရေးချင်းกว่าသေးတယ်ဒီလိုဆုတ်လို့တယ်နော်အဲကြောင့်မို့ဒီမကောင်းမှုအဟုသုဆိုတာနည်းနည်းလေးလဲတချို့ကြတော့ခံရမယ်ဥပမာဥရပိဏုနိပါတေနဥဒကုံဘောပိပုရတိတယ်မိုးရေပေါက်ကလေးတစ်ပေါက်တစ်ပေါက်ကျပြီမဲ့အိုးစီကြီးဟာပြည့်သွားတယ်ဒါကြောင့်မို့လို့မသိမလိမ္မာတဲ့ပုဂ္ဂိုလ်ကနည်းနည်းအာဟုသူတွေလှုပ်သွားလို့ရှိရင်နောက်ဆုံးအာဟုသူတွေနဲ့ပြည့်သွားနိုင်တယ်ဆက်မလှုပ်ဖို့သတိပေးတာမှန်တော့လှုပ်မိသွားရင်ရက်နောက်ဆက်မလှုပ်နဲ့ဆက်လှုပ်လို့ရှိရင်နည်းလေးကနောက်ကြတော့အများကြီးဖြစ်လာမယ်လို့ပြောတာထို့တူပဲကောင်းတဲ့လုံနဲ့ပတ်သက်လာတဲ့အခါမှာမာဝမိညိထပုညတ္တနမန္တအာဂမိတတိဆွန်လေးတစ်စုံလောင်လိုက်တယ်ဖះကိုစီမီလေးလှူတယ်ဖះကိုသေချာရှိခိုးတယ်ပူဇော်တယ်ကမ္မထံလေးနေ့စဉ်နိုင်ဝဲလောက်ထိုင်တယ်အသေးဖွဲလေးလို့ထင်အောင်ထင်မယ်နေ့စဉ်ဆွန်တစ်စုံလောင်တယ်အသေးဖွဲလို့ထင်အောင်ထင်မယ်သို့တော့အဲ့ဒီလှုပ်တဲ့ကုသိုလ်ကောင်းမှုတွေဟာကိုယ်စီမရောက်ဖဲနဲ့ပျောက်ပြတ်သွားမယ်လို့အထင်မသေးနဲ့တဲ့ဥဒပိဏုနိပါတေနဥဒကုံဘောပိပုရတိမိုးရေပေါက်လေးဟာတစ်ဆက်ကြပြီမယ်လို့အိုးကြီးဟာပြည့်သွားနိုင်တယ်အဲ့ဒါလိုပဲတိရောပုရတိပုံညတထောကံပိအာစေနကုသိုလ်ကောင်းမှုဆိုတာတနေ့နည်းလေးလှုပ်အောင်နောက်ကြလို့ရှိရင်ကုသိုလ်ကောင်းမှုတွေပြည့်သွားတယ်လို့ဆိုလိုတယ်အဲ့တော့ဒီဆုံးမစကားလေးတွေကလူတွေမှာခွန်အားကိုဖြစ်စေတတ်တယ်အမှန်တရားကိုလည်းသိရှိခွင့်ရသွားတယ်ဒါကြောင့်မို့မြတ်စွာဘုရားရဲ့ဆုံးမစကားလေးတွေဟာဓမ္မပဒမှာစိတ်ပါဝင်စားလို့ရှိရင်အင်္ဂလိပ်လိုပြန်ထားတာတွေလည်းရှိတယ်ဗမာလိုလည်းရှိတယ်ဒီစကားလုံးလေးတွေကိုဆင်ញင်သုံးသပ်ပြီးတော့မြတ်စွာဘုရားရဲ့ဆုံးမစကားလေးတွေဖတ်ရှုပြီးကိုယ့်ဘဝအတွက်ခိုင်လိုင်းဖြစ်သုံးချမယ်ဆိုလို့ရှိရင်ဓမ္မတန်ဖိုးရှိတဲ့ဆုံးမစကားလေးတွေဖြစ်တယ်ဆိုတာမှတ်သားနိုင်ကြဖို့ပါဒါကြောင့်တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့မြတ်ဗုဒ္ဓရဲ့ဆုံးမစကားများဟာဓမ္မတန်ဖိုးရှိသည့်အတွက်ကြောင့်မိမိတို့ကိုယ်တိုင်နာယူမှတ်သားပြီးမကြာခဏဆင်ញင်သုံးသပ်ခြင်းအပြင်ရှင်တဲ့နှလုံးထဲရောက်ရှိပြီးအသိဉာဏ်တွေတိုးတက်အောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း